Hello မင်္ဂလာပါအမျိုးတို့ရေဒီတစ်ခါတော့ကျွန်တော်တို့ရဲ့ computer ရဲ့configuration ကိုကျွန်တော်တို့အလွယ်တကူနဲ့ကျွန်တော်တို့ဘယ်လိုမျိုးစစ်လို့ရမလဲဆိုတဲ့အနေလေးကိုပြောပြပေးသွားမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ကျွန်တော်တို့ computer မှာပါတဲ့ keyboard ထဲကcontrol ရဲ့ရှေ့ရဲ့ escape ကိုကျွန်တော်နှိပ်မှာဖြစ်ပါတယ်အဲ့လိုမျိုးနှိပ်လိုက်ရင်ကျွန်တော် task manager ဆိုပြီးတော့ဒီလိုမျိုးပေါ်လာမှာဖြစ်တယ်ပေါ့နော်အကယ်၍ shortcut မသုံးတတ်ဘူးဆိုရင်လည်းကျွန်တော်တို့ကဒီ task bar လေးမှာ right click လေးထောက်ပြီးတော့ဒီမှာ task manager ဆိုပြီးတော့ကျွန်တော်တို့ခေါ်လိုက်လို့ရတယ်ပေါ့နော် okay အကယ်၍ task manager ပေါ်လာပြီဆိုတော့လည်းကျွန်တော်ဒီမှာကျွန်တော်မြင်ရမှာဖြစ်ပါတယ်ပထမဆုံးကတော့ process ပေါ့နော်ဒါ process running လဲဆိုတော့ကျွန်တော်ကြည့်လို့ရမယ်ဒီမှာနောက်တစ်ခုကတော့ performance ပေါ့နော်ဒီ performance ထဲမှာဘာတွေပါလဲကျွန်တော်ကြည့်လို့ရတယ်ပေါ့နော်ပထမဆုံးက CPU ကျွန်တော် computer မှာဆိုရင် i7 13 gen ကိုသုံးထားတယ်ပေါ့နော် CPU ပဲနှလုံးပါလဲဆိုရင်1 2 3 4လေးရှိလို့16 CPU 16လုံးပါတယ်ပေါ့နော်ဆိုတော့အဲ့လိုပုံစံမျိုးကျွန်တော်တွေ့ရမယ် memory ကလည်းဒီမှာရေးထားပါတယ် 5.6GB ဆိုတာဒါ 16GB memory 16GB ပါတယ်ပေါ့နော်disk ဆိုရင်လည်းဒီ hard disk ဆိုရင် hard disk သုံးထားလားSSD သုံးထားလားဆိုတာကိုလည်းကျွန်တော်ဒီမှာကြည့်လို့ရတယ်ပေါ့နော်SSD ကတော့ hard disk ထဲအစပေါင်းများစွာမြန်တယ်နောက်ပြီးတော့ power စားလည်းတက်တာတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ hard disk ကဒီ SSD က hard disk လိုမျိုးဒီအဝိုင်းနဲ့လည်နေရတာမဟုတ်တဲ့အတွက်hard disk လိုမျိုးမနေဘူးနောက်ပြီးတော့ battery လည်းမစားဘူးပေါ့နော်ဆိုတော့ဒီအခုနောက်ပိုင်း SSD တွေက run လိုမျိုးပဲအလုပ်လုပ်တယ်ပေါ့နော်ဒီ stick လေးလိုပါပဲဒီ ethernet ကတော့ဒါကတော့ဒီ internet အခြေအနေကိုကျွန်တော်ကြည့်လို့ရတာပေါ့နော်နောက်တစ်ခုကတော့ဒါကတော့ GPU ပေါ့နော် graphic processing unit လို့ခေါ်တယ်ပေါ့နော်ဒီကောင်ကပါလာတဲ့ default ပေါ့နော် Intel graphic driver ပဲဖြစ်တယ်ကျွန်တော်ဘာမှသိbasic function လောက်ပဲသူကအသုံးဝင်တယ်ပေါ့နော်ရုပ်ရှင်ကြည့်တာတို့ဘာလို့အဲ့လောက်ပဲရတယ် game ဆော့တာတို့ဘာမှမရဘူးပေါ့နော် okay game အကြီးစားတွေအကျဉ်းစားတွေဆော့ရမယ်ဆိုရင်ကျွန်တော်တို့ကဒီဟာလေးလိုတယ်ပေါ့နော်ဒီ graphic processing unit ဖြစ်တဲ့ဒီ graphic ပါတဲ့ laptop အဲ့လိုမျိုးပြောကြတာပေါ့နော်ကျွန်တော် Nvidia တော့လကောင်းAMD တော့လကောင်းပေါ့နော်အဲ့လိုမျိုး graphic driver တွေပါတော့မှသာကျွန်တော် game အကြီးစားတွေဆော့လို့ရမယ်ပေါ့နော်ကျွန်တော် laptop မှာကတော့ဒီ Nvidia GeForce RTX 4050ကိုသုံးထားတယ်ပေါ့နော်graphic ဖြစ်တော့ 6GB ပါတယ်ပေါ့နော် dedicated graphic အကျဉ်းစားတွေဆော့ချင်လဲဆော့လို့ရတာပေါ့နော် okay လွယ်ကူရရှင်းပါတယ်အားလုံးပဲအဆင်ပြေကြပါစေဗျာကောင်းတဲ့ဘုဒ္ဓknowledge တစ်ခုရသွားမယ်လို့မျှော်လင့်ပါတယ် thank you ပါ